Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီပြောချင်တဲ့အကြောင်းအရာလေးကတော့ခုခေတ်ကြီးမှာပေါ့နော်လူတိုင်းက motivation speaker တွေလည်းအများကြီးရှိတယ်ပြီးတော့တကယ်ကိုအောင်မြင်နေတဲ့လူတွေကနီးလန်းတွေချပေးတာတွေလည်းရှိတယ်ဒါပေမဲ့ကိုအဲ့တိုင်း live လုပ်နိုင်လားပေါ့နော်အဲ့တိုင်း live လုပ်တဲ့လူတွေကလားတကယ် live လုပ်တဲ့လူတွေသူတို့ပြောတာတွေကတကယ်ဟုတ်ပါလားဆို live လုပ်တဲ့လူတွေကလားအမြင့်တနေရာရောက်သွားတာဒီနေ့မှလည်း fashion နဲ့ပတ်သက်ပြီးပြောပြမယ်ဝါလဲလှအောင်ဝတ်တိုင်လှတယ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့ brand တစ်ခုထွက်တယ်ကွာအခု Gucci က brand တစ်ခုထွက်တယ် site ပေါင်းစုံထွက်တယ် plus site ထိထွက်တယ်ဒါပေမဲ့ plus site တဲ့ဝတ်တဲ့လူတွေကို blame တာမဟုတ်ဘူးအရင်ဆုံးကိုကဘယ်လိုပုံစံဝတ်ချင်တာလဲအဝတ်စားတွေရွေးရလွဲချင်တာဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားကိုအရင်ပြင်အနည်းဆုံးတော့ကွာသူ့ဝိတ်နဲ့သူခန္ဓာနဲ့သူသူ့အတွင်ပြင်းနဲ့သူခန္ဓာကိုယ်အနေထားကိုရင်ပြင်ပြီးရကြမှာဘယ်လိုဝတ်စားငါဘယ်လိုပုံစံလေးဝတ်မယ်ဝါနေတဲ့ချိန်မှာလဲဝါအောင်ဝတ်ဆင်တက်ရတယ်လို့ဒီခန္ဓာကိုယ်လဲငါချကိုချမယ်ဆိုတဲ့စိတ်ကရှိရမယ်ဘာဖြစ်လို့လဲဆိုတော့ဝါလို့ရှိရင်ယောဂတွေလည်းများတယ်အနည်းဆုံးတော့လှအောင်နေရမယ်ဆိုတဲ့စိတ်ကြောင့်မလို့ဝိတ်ကချကိုချရမယ်အဲ့ညီတစ်ထည်ကကွာ brand တစ်ခုပေါ့နော် brand တစ်ခုဝါတဲ့လူနဲ့ပိန်းတဲ့လူဝင်ဘယ်ဟာပိုလှမယ်ထင်လဲရုပ်လှတာတွေမလှတာတွေဥပမာကွာ brand တစ်ခုကဒေးဗစ်ပခန်းလိုခန္ဓာကိုယ်မျိုးမှာသွားဝတ်လို့ဒီအင်ကြီးကပိုလှသွားတာပဲရှိတယ်ဒေးဗစ်ပခန်းကဝဝကြီးဆိုရင်ဒီအင်ကြီးကိုအဲ့ဒီဝဝကြီးလူရှိမှကြော်ညာခိုင်းမှာမလားအဲ့ကြောင့်မလို့အဓိက main ကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့အနေထားကိုအရင်ပြင်မှာအဝတ်စားရွေးတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားကိုအရင်ဆုံးအခြေခံချစ်နေတယ်ငါခန္ဓာကိုယ်အနေထားဘယ်သူနဲ့တူနေတာလဲဒါကြောင့်မလို့နီနီပြောချင်တာကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားကိုလှအောင်ရင်ပြင်မှာကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားလှသွားပြီဆိုရင်ခန္ဓာကိုယ်ပေါ်ဘာတင်လိုက်အကုန်လှသွားလိမ့်မယ်တေချာပါယုံလိုက်အခုဒီနေ့ပြောပြချင်တဲ့ခေါင်းစဉ်က fashion နဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံဝေးရမလဲဒါပေမဲ့နော်ဘယ်လိုပြောရမလဲဝါတဲ့ခန္ဓာကိုယ်ဖြစ်ပိန်တဲ့ခန္ဓာကိုယ်ဖြစ်မချနိုင်ဘူးဆိုရင်လည်းစိတ်တက်မကြနဲ့ဥပမာနဲ့သူတော့လှတယ်ဒါပေမဲ့ကိုကအဓိကကတော့ပိန်လို့ရှိရင်ရွေးချယ်စရာဝက်စားတွေလည်းများတယ်ခန္ဓာကိုယ်ပေါ်ဘာလေးတင်လှသွားလိမ့်မယ်ညီမဝက်ဆောင်တင်မလားအတိုးလေးတွေဝက်မလားအရှည်လေးတွေဝက်မလားဒါကြောင့်မလို့နီနီကတော့ခန္ဓာကိုယ်အနေထားကိုအရင်ဦးဆုံးပြင်ဆင်ကြပါတယ်နီနီလည်းစူးစမ်းနေရတော့ပေါ့နော်နီနီဘယ်လောက်ထိတောင်ဝိတ်တက်သွားလဲဆိုပေါင်128 130လောက်ထိတက်သွားတယ်အဲ့လားနီနီ pressure တွေများတော့ကလုံးဝကိုစိတ်ဖိစီးမှုတွေများတော့ကလုံးဝကိုအစားတက်ကိုလုံးဝလွတ်ချလိုက်တော့ပေါ့နော်စိတ်ညစ်တာနဲ့စားတယ်အဲ့ချိန်တုန်းကဝိတ်တားတက်သွားတယ်အခုနောက်ဆုံးမိုဒီဘယ်လိုယူလဲဆိုတော့နီနီပေါ့နော်မင်းသမီးတွေတွေးလိုက်တယ်နီတို့ငယ်ငယ်တော့ကမင်းသမီးတွေအခုပြန်ပေါ်လာတဲ့အချိန်မှာဝိတ်ထိန်းထားတဲ့မင်းသမီးနဲ့ဝိတ်မထိန်းထားတဲ့မင်းသမီးနဲ့ပေါ့နော်ရှင်းကြည့်လိုက်တော့ငယ်ရွယ်မှုကလည်းအရန်ကွာသွားတယ်အဲ့လိုပဲပေါ့နော်ကိုယ့်ရဲ့ fashion ကြမှုဘာတွေညာတွေဆိုတော့လည်းအရန်ကွာသွားတယ်ဒါကြောင့်မလို့နီနီရဲ့ motivation ကတော့အဲ့ဒီမင်းသမီးတွေပါပဲသူတို့ခန္ဓာကိုယ်ထိန်းထားတဲ့လူကအရွယ်တင်ပါလားနုပြိုပါလားကျန်းမာပါလားပိုလှပါလားဆိုတဲ့ mindset ကိုရစေပါတယ်ဒါကြောင့်မလို့နီနီကတော့ကိုယ်အစားရွေးချယ်ရမယ်ဆိုရင်ကိုယ့်ရဲ့အနေထားကိုအရင်ဆုံးပြင်ဆင်နိုင်အောင်စူးစမ်းပါတကယ်လို့လုံးဝကိုချစီခြင်းနဲ့ကွယ်ဒီနေ့ကိုအဆုံးရောက်တယ်ပဲပြောဗလိန်နဲ့ပဲပြောဗလိန်နဲ့တကယ်ကိုမိုးတီးရစေခြင်းလို့ပြောတာအဝတ်စားတစ်ခုရွေးချယ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားကိုရအောင်ပြင်ကိုကလှကျင်နေဆိုလို့ရှိရင်ဒီအစားခြင်းစိတ်ကိုညစာစားခြင်းနဲ့စိတ်ကယ်လိုရီများတဲ့အစားခြင်းနဲ့စိတ်ကိုရအောင်ထိဝိတ်ချတဲ့နေရာအများကြီးရှိတယ်စိုးကျိုးဖြစ်အောင်တော့မချနဲ့လေ့ကျင့်ခန်းလုပ်ပြီးချမလားအစားရှောင်ပြီးချမလားတကယ်ကိုကျွမ်းကျင်တဲ့ပညာရှင်နဲ့တိုင်ပင်ပြီးတော့ချတကယ်လို့သင်ခန္ဓာကိုယ်ကတကယ်ကိုအဆင်ပြေတဲ့အနေထားရောက်သွားပြီဆိုရင်ဘာပဲဝက်အကုန်လှနေလိမ့်မယ်အဲ့ဒါတေချာပေါက်ယုံလိုက်